မင်္ဂလာပါရှင်ဒီနေ့ကတော့နိုဝင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ရှင်ဟိုဟာလေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေ UEC ကိုပြောလို့ရရင်တော့လေပြောချင်တယ်သိလားပြုပြင်ပေးမယ်ဆိုရင်ပြောတာပေါ့ဟိုကျမတို့အခုမဲရက်ကွက်ထဲမှာလေမဲစင်းမပါတဲ့လူတွေတော်တော်များတယ်အရင်တော့ရွေးကောက်ပွဲလိုမျိုးပေါ့နော်စစ်ပေးရှောင်နေတဲ့လူတွေပြီးရင်ဟိုဟာအိမ်ငှားနေတဲ့လူတွေပေါ့အကုန်လုံးကိုရက်ွက်လူကြီးရောယာအိမ်မှုတွေရောတိုင်တစင်းလိုက်ပြီးတော့စရင်ပြူစုပြီးတော့အဲ့ထဲကနေပြီးတော့မှမဲပေးခွင့်ရှိတဲ့လူဘသူဖြစ်ဖြစ်ပေါ့ဧည့်သည်လဲပေးအဲ့လိုမျိုးဆိုမှတ်ပုံလေးရှိရင်ပြီးတာပဲလေမှတ်ပုံလေးနာမည်လေးနဲ့တန်းစီပြီးတော့အဲ့လိုပေးရင်တော့တော်တော်များမယ်တိလားအခုကအဲ့လိုမဟုတ်ဘူးအိမ်အောင်စီရရှိတဲ့နေရာကိုသွားပေးရမယ်ဆိုတော့မဲကငကိုတွေကမှမဲပေးဖို့ကကြောက်နေကြလေအဲ့တော့အခုပို့ဆိုးပြီပေါ့အဲ့တော့မဲထဲဖို့ပြည်သူကကြောက်နေပါတယ်ဆိုမှအခုပို့ပြီးတော့အဲ့လိုမျိုးတွေလောက်တော့ပြီးရင်ပေါ့ရက်ွက်ရုံမှာကျမနာမည်မပါဘူးလို့သွားပြောရင်သူတို့ကဘယ်လိုပြောလဲဆိုတော့ဟိုဟာမဖုန်နေမိတ်တူ၄ဆောင်ကူခဲ့အိမ်အောင်စီရမိတ်တူ2ဆောင်ကူခဲ့အဲ့လိုလုပ်ပါတယ်ရှင့်အဲ့ခါကျတော့မိတူတစ်ဆောင်900ဆိုတော့2000လေ3000ကုန်တယ်ပေါ့3000ကုန်တော့ပြည်သူကမလုပ်တော့ဘူးအဲ့ဒါအဲ့တော့တကယ်လို့များပေါ့ပြင်လို့ရနိုင်သေးရင်ကျမကအဲ့ဒါလေးတင်ပြချင်ပါတယ်ရှင်ပြီးတော့ဟိုနိုင်ငံရေးမှာအရန်တော်တယ်အဘတွေကသူများတွေကပြောတယ်စစ်တပ်ကလူတွေပေါ့နိုင်ငံရေးကိုပြောင်းလဲလာတယ်အေးလေနိုင်ငံရေးသမားတီထောင်ထားတဲ့စစ်တပ်ပဲကိုဗိုလ်ချုပ်အောင်ဆန်းဆိုတာနိုင်ငံရေးသမားခေါင်းဆောင်လေចောင်းသားလူငယ်ပေါ့သူကနေပြီးတော့ခေါင်းဆောင်ပြီးတော့ဖြစ်လာတဲ့တက်မတော်ဆိုတော့နိုင်ငံရေးပါဝါတာမဆန်းပါဘူးလောင်မြိုက်အောင်ရုပ်ရှင်မင်းသားတွေကိုခေါ်ရိုက်ပေးလိုက်တယ်အမှအခုချိန်ကြီးလောင်မြိုက်လို့မပြီးရုပ်ရှင်ရိုက်ပေးတဲ့ကောင်တစ်မျိုးမရိုက်ပေးတဲ့ကောင်တစ်မျိုးပြီးရေကောက်ပွဲနဲ့ပတ်သက်တဲ့ဇလန်ကိုမကြည့်ဘူးလို့ဘာလို့ဖြစ်နေအခုကျတော့ဟိုကောင်တွေဘွိုင်းကော့တွေဘွိုင်းမကော့တာတွေလောက်တာနဲ့ဟိုအဲ့ဒီအော်တိုအဲ့ဒီဗာလဲအဲ့ဒီဇလန်လေးကိုလူတိုင်းကကြည့်မိသွားပြီအခုတော့အဲ့တော့လူတိုင်းကကြည့်မိသွားပြီပေါ့နော်အဲ့တော့ကျွန်မအဲ့တစ်ချက်ကလေးကိုကြည့်ရင်ငိုလေနိုင်ငံရေးပါဘလောက်ဝလဲဆိုတာအဖတွေကအရန်သိတာတယ်သိလားရှင်တို့ဒါလေစစ်ခွေးတို့စစ်ဘလို့ဖြစ်တော့စစ်အာဏာရှင်တို့ပြောတယ်အဲ့ဒီတက်မတော်ခေါင်းဆောင်တွေအကုန်လုံးကလေရှင်တို့ပြောတဲ့နိုင်ငံရေးသမားကနေပေါက်ဖွာလာတာဗိုလ်ချုပ်အောင်ဆန်းဆိုចောင်းသားလူငယ်ကနေပေါက်ဖွာလာတဲ့လူနိုင်ငံရေးပါဝါချက်ကတော့ကြည်လိုက်မင်္ဂလာပါဗျအခုကကျွန်တော်ကဒီမနေ့နေ့ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကပြန်ပြီး sharing လုပ်ပေးတာပါဒီပြည်သူလူထုတွေဘယ်လိုခံစားနေရတယ်ပြည်သူလူထုတွေဘယ်လိုအခက်အခဲတွေကြုံတွေ့နေရတယ်ဆိုတာကိုဟိုတစ်ဖက်တစ်လမ်းကနေပြီးတော့လူကြီးတွေသိအောင်ဆိုပြီးတော့ကျွန်တော် sharing လုပ်ပေးတာပါဒါပေမဲ့တခုရှိတာကတော့မှတ်ပုံနေရှိတိုင်းမဲပေးရမယ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲကျွန်တော်နိုင်ငံထဲမှာမှတ်ပုံနေရထားတဲ့လူမျိုးကြားတွေလည်းမဲဝင်ပေးလာမှာကိုလည်းကျွန်တော်ဆိုရင်လည်းဒါပေမဲ့လူကြီးတွေအောင်ကောင်းတယ်လို့စီစဉ်ကြမှာပါအရင်စိတ်မပူကြဘူးတော့မြေတားရက်ခန့်တယ်ရွေးကောက်ပွဲရတကယ်အောင်မြင်ပါပါမင်္ဂလာပါခင်ဗျာ